ငယ်ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်မတွေ့တာလဲတော်တော်လေးကြာသွားပြီပေါ့နော်ဒီနေ့ကကျွန်တော်ပါပြပေးမှလဲဆိုတော့တပတ်စာအချုပ်ပဲပေါ့နော်တပတ်စာအချုပ်ပဲကျွန်တော် break နဲ့ပါထပ်ပြီးတော့ချုပ်ပေးသွားမယ်ပေါ့နော် okay အချုပ်ကိုမပြခင်မှာကျွန်တော်တို့ဒီတပတ်ကဘာတွေထွက်သွားလဲဆိုရင်6တွေနော်6တွေကကျွန်တော်၄လုံးထွက်သွားတယ်နော်6လေးလုံးပေါ့နော်ဒီမှာကျွန်တော်တစ်ချက်ပြပေးပါမယ်နော်6ကဒီမှာ1 2 3 4ပေါ့နော်၄လုံးကြာသွားတာရှိတယ်ဒီအတွက်ကြောင့်ကျွန်တော်6လေးလုံးကိုလိုက်ပြီးတော့ရှာတာပေါ့နော်လိုက်ရှာတဲ့အချိန်မှာကျွန်တော်ဘာတွေတွေ့လဲဆိုရင် error တွေကတခုမဟုတ်တခုသွားပြီးတော့တွေ့တယ်ပေါ့နော်တွေ့တယ် error အနည်းဆုံးကိုကျွန်တော်ကဒီမှာပြန်ပြီးတော့ချပေးမှာပေါ့နော်ချပေးမှာဖြစ်တဲ့အတွက်ဟိုအရင်တုန်းကတော့ကျွန်တော်တင်ခဲ့ဘူးတာပေါ့နော်တင်ခဲ့ဘူးတယ်ဒါပေမဲ့ကျွန်တော်က channel ကလည်းမရှိတော့ပေါ့နော် channel ကပြတ်သွားတာဖြစ်တဲ့အတွက်အမှုတွေလည်းကျွန်တော်ပြန်ပြီးတော့သုံးလို့မရတော့ဘူးเนาะသုံးလို့မရတာဖြစ်တဲ့အတွက်လောလောလတ်လတ်ပေါ့เนาะကျွန်တော်အသက်ရှာပေးထားပါတယ်เนาะရှာပေးထားတာဖြစ်တဲ့အတွက်ဒီအသက်ကနည်းနည်းလေးပို့ပြီးတော့လည်းထိရောက်မယ်ပေါ့เนาะထိရောက်မယ်ဆိုတော့အရင်တုန်းကလို့ကျွန်တော်ဒီ percentage နဲ့ပြပေးသွားမှာမဟုတ်ဘဲနဲ့เนาะဘာတွေထိုးတင်လဲဆိုပြီးတော့ပဲကျွန်တော်ပြောပြသွားမှာဖြစ်တဲ့အတွက်ပေါ့เนาะနည်းနည်းလေး queue စိုက်ပြီးတော့နားထောင်ပေးပေါ့เนาะokay ဒါဆိုရင်ကျွန်တော်စပြီးတော့ပြောတော့ပါမယ်เนาะokay ဒါဆိုရင်2020เนาะဒီမှာ20 calendar ကျွန်တော်ချပြီးတော့ပြပေးထားတယ်2020ကနေစပြီးတော့ကျွန်တော်2026ထိဒါအသေးစိတ်ပေါ့เนาะအားလုံးကိုရှာပေးထားတယ်error မရှိတာမဟုတ်ဘူး error တစ်ပင်ရှိတယ်เนาะ error တစ်ပင်ရှိတယ်ဒီအတွက်ကြောင့်ချိန်ပြီးတော့သုံးပေါ့เนาะ error တစ်ပင်ကလည်းကျွန်တော်တို့ကလက်ခံနိုင်တဲ့အခြေအနေရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့3ရက်3ရက်လား2ရက်လားမသိဘူးပေါ့နော် error တွေ့တဲ့အချိန်ကျကျွန်တော်ပြပေးမယ်မှာပဲသူက error ဖြစ်သွားတာပေါ့နော်ကြံတဲ့အချိန်မှာ error လုံးဝမဖြစ်ဘူးဒါအသေးစိတ်ပဲကျွန်တော်ပြောသွားမှာဖြစ်တဲ့အတွက်ဘယ်လိုပြောမလဲဒီစာလေးလိုက်ပြီးတော့နားထောင်ပေးပါနော်နားထောင်ပေးအရင်အများကြီးအရင်တုန်းကလို့ကစားစရာတော့မလိုတော့ဘူးပေါ့နော်မလိုတော့ဖြစ်တဲ့အတွက်တစ်ချက်ကြည့်လိုက်ပေါ့နော် okay ဒီမှာ6လေးလုံးကြာပါတယ်နော်ဒီပြင်မှာကြာတာ22ရက်3လ2020ပေါ့နော်တစ်လုံးဒီမှာ2လုံး3လုံး4လုံးပေါ့နော်ဒီလို4လုံးကြာတယ်နော်ကျွန်တော် star လေးနဲ့မပြသွားတယ်ဒါဆိုရင်ကျွန်တော်မှတ်ရမယ်ပြောသွားမယ်ပေါ့နော်မှတ်ရမယ်ကဏ္ဍတွေပဲပြောသွားမယ် okay ဒီလို6လေးလုံးကြာတယ်ဆိုရင်နော်6ပိုင်အဓိကဦးစားပေးနေ80ရာခိုင်နှုန်း6ပိုင်လာပါတယ်နော်6ပိုင်ဆိုတော့6ပတ်ဒီပတ်လိုက်ပေါ့နော် okay အဲ့လို6ပိုင်မလာဘူးဆိုရင်ဘာလာလဲဆိုရင်6ပရိတ်လာပါတယ်နော်အဲ့လိုမလာတဲ့အပင်ဒီတပင်ပဲရှိတယ်နော်ဒါဆိုရင်ကျွန်တော်တို့အောက်မှာဆက်ပြီးတော့ကြည့်အောင်ဒီမှာ6လေးလုံးကြာတယ်နော်6လေးလုံးကြာတယ်6ပိုင်လာလားဒီမှာတစ်လုံးနှစ်လုံးနော်3လုံး4လုံးဒီမှာလည်း4လုံးဆက်ပြီးတော့ကြာတယ်ဒါဆိုရင်အောက်ကိုစစ်ကြည့်အောင်ဒီမှာလည်း4လုံးကြာတာဖြစ်တဲ့အတွက်အောက်မှာ6ပိုင်လာလားတစ်လုံးနော်တစ်လုံးလာတယ်ဒီမှာနှလုံးပေါ့နော်နှလုံးလာတယ်โอเคတစ်ချက်ပြန်ပြီးတော့မှတ်မယ်ပေါ့နော်โอเคဒါမျိုး6လေးလုံးအထက်ကျတယ်ဆိုရင်ကျွန်တော်တို့6ပိုင်ဒီ80ရာခိုင်နှုန်းလာပါတယ်6ပိုင်မလာဘူးဆိုရင်6ပရိတ်တေချာပေါက်လာပါတယ်error ဖြစ်ထားတဲ့အပင်ဒီတပင်ပဲရှိပါတယ်နော်โอเคဒါဆိုရင်စစ်ပြီးတော့ကြည့်အောင်ပေါ့နော်ဒီအောက်မှာတော့ပြီးသွားပြီဒီဘက်မှာကျွန်တော် star လေးတွေပြပေးထားတယ်နော်ဒီမှာလည်း6လေးလုံးကြာတယ်အောက်မှာ6ပိုင်လာတာတစ်ချက်ကြည့်အောင်6ပိုင်ဒီမှာမလာဘူးเนาะဒါဆိုရင်6ပရိတ်ရှိလားခွန်ကိုเนาะ6ပရိတ်ကြာပေးပါတယ်เนาะဒါကိုယ်တိုင်လိုက်ပြီးတော့စစ်ကြည့်လိုက်ပေါ့เนาะဒီမှာကျွန်တော်ဒီအဝါနဲ့ပြထားတာဖြစ်တဲ့အတွက် date တွေလည်းပါတယ်ကိုယ်ပိုင်လိုက်စစ်ကြည့်လို့လည်းအဆင်ပြေတယ်ပေါ့เนาะဒါဆိုရင်နောက်တစ်ပင်ကိုကျွန်တော်စစ်ပြီးတော့ကူလိုက်မယ်ဒီမှာ6လေးလုံးကြာပါတယ်အောက်မှာ6ပိုင်ရှိလားကြည့်အောင်6တစ်လုံးเนาะ6နှလုံးဒီလိုလေးကြာထားတယ်เนาะ6ပိုင်လာတယ်ဒါဆိုရင်အောက်ကိုစစ်ကြည့်မယ်ဒီမှာလည်း6လေးလုံးကြာထားတယ်တစ်လုံးနှစ်လုံးသုံးလုံး4လုံး5လုံး6လုံးတော့ကြာတယ်เนาะ6ပိုင်လာလားခွန်6เนาะဒီလိုလေးလာပါတယ်ဒါ2020ပေါ့เนาะဒါဆိုရင်ကျွန်တော်တို့စစ်ပြီးတော့ကူးရမယ်အပင်ဒီ2021เนาะ21ကိုစစ်ပြီးတော့ကူးကြည့်မယ်21မှာဒီမှာ6လေးလုံးပေါ့เนาะကျွန်တော်တို့ကြာထားတဲ့အပင်ကဒီမှာရှိတယ်ဒီဘက်မှာ6ပိုင်လာလား6ပိုင်ဒီမှာမလာဘူးဒါဆိုရင်6ပရိတ်ကြာလား
နော်6ပရိတ်တစ်ချက်ကြည့်ရအောင်ပေါ့နော်ဒီမှာက6က1လုံး2လုံး3လုံး4လုံးကြာတယ်ပေါ့နော်ဒီမှာ6ပိုင်းရှိလား6ပိုင်းကျွန်တော်တို့ဒီမှာမတွေ့ဘူးပေါ့နော်ဒါပေမဲ့ဘာကြာလဲ4နှစ်ဆိုတော့6ပရိတ်ကြာတယ်နော်โอเคဒီဘက်ကိုစစ်ကြည့်အောင်ဒီမှာ6လေးလုံးကြာတယ်ကျွန်တော် star နဲ့ပဲပြသွားလိုက်တော့မယ်អော်သွားရင်ကြာလိုက်မယ်ပေါ့နော်6ပိုင်းပါတယ်ဆိုရင်တော့ကျွန်တော်စစ်ပြီးတော့မပြောတော့ဘူးပေါ့နော်ဒီမှာ6ပိုင်းဒီမှာ6ပိုင်းဒီမှာ6ပိုင်းဟုတ်ပြီနော်ဒါဆိုရင်နောက်ထပ်ဒီမှာရှိသေးလဲဆိုရင်မရှိတော့ဘူးဒီပြင်မှာပေါ့နော်21ပြီးသွားပြီကျွန်တော်တို့22ကိုစစ်ပြီးတော့ကူလိုက်အောင်ပေါ့နော်22မှာ6တွေကြာထားတဲ့ခဏဒီဘယ်မှာရှိလဲဆိုဒီမှာရှိတယ်နော်6တစ်လုံး2လုံး3လုံး4လုံးပေါ့နော်ဒါဆိုအောက်မှာ6ပိုင်းကြာလားဒီမှာ6 4 3 6နော်ဒီမှာလဲကြာထားတယ်အောက်မှာ6ပိုင်းကြာလား1 2 3နော်ဒါဆိုရင်ဒီဘက်ကိုစစ်ကြည့်အောင်ဒီမှာ6လေးလုံးကြာတယ်နော်6လေးလုံးကြာတယ်နောက်တစ်ပြင်မှာစစ်ကြည့်အောင်6ပိုင်းကြာလား5 6ကြာတယ်နော်ဒါဆိုရင်ဒီဘက်မှာစစ်ကြည့်လိုက်မယ်ကျွန်တော်တို့မရှိဘူးနော်ဒါဆိုရင်22ကကျွန်တော်တို့ပြီးပြီ23ကိုတစ်ချက်ကူကြည့်မယ်ပေါ့နော်23ကိုကူကြည့်မယ်23မှာက3မိကြာထားတာရှိတယ်ဒီမှာ6ကြာထားတယ်ဒီဘက်မှာ6ပိုင်းလာလား6ပိုင်းမလာဘူးဆိုရင်ကျွန်တော်တို့တစ်ချက်ကြည့်ရမယ်ပေါ့နော်6ပိုင်းမလာဘူးဆိုရင်ဒီမှာက6က1လုံး2လုံး3လုံး4လုံးเนาะဒီဘက်မှာပါကြာထားလဲ6နဲ့ပတ်သက်ပြီးတော့ကြာထားရှိလားမရှိဘူးဒါပြန်ပါကြာလဲ5เนาะကျွန်တော်တို့ဘဟုအလဲမှာပဲကြာတာများတယ်เนาะဆိုလိုတာကဗုဒ္ဓဟူးနေ့ပေါ့เนาะဗုဒ္ဓဟူးနေ့မှာတကယ်လို့6ကမကြာခဲ့ဘူးဆိုတော့ဗုဒ္ဓဟူးနေ့မှာနည်းနည်းလေးတင်ထိုးလို့အဆင်ပြေတယ်ပေါ့เนาะဒါကတော့တွေ့တာပေါ့เนาะအရင်အပင်တုံးက42ကလည်းဗုဒ္ဓဟူးနေ့မနစ်ခင်ပိုင်းမှာပဲထွက်ထားတာနော်ဒါပေမဲ့နောက်ထပ်စစ်ပြီးတော့ကျွန်တော်တို့ထပ်ကြည့်အောင်နော်โอเคဒီမှာ6လေးလုံးကြာထားတယ်အောက်မှာ6ကြာလားတစ်ပင်နှစ်ပင်သုံးပင်နော်ကြာထားတာရှိတယ်သုံးပင်နေရနည်းနည်းလေးများတယ်ဗျာနော်โอเคဒီမှာ1 2 3 4နော်6လေးလုံးကြာတယ်ဒီမှာ6ပင်ကြာလား1 2နော်နှစ်ပင်ကြာတယ်ဒါဆိုရင်ဒီမှာက2023ကလည်းပြီးသွားပြီ24ကိုတစ်ချက်ကျွန်တော်တို့ကူကြည့်အောင်နော်24မှာကဘယ်နှပင်ကြာထားလဲဆိုများတယ်ဗျာနော်1 2 3 4 5ပင်တော့ကြာထားတယ်နော်5ပင်ကြာထားတယ်ဒီမှာ6ဒီမှာ6ပင်ကြာလာဒီမှာကြာတယ်နော်ကြာလာဆိုတော့ကျွန်တော်တို့မကြည့်တော့ဘူးဒီမှာ6ရှိတယ်အောက်မှာ6ပင်ကြာလာမကြာဘူး sorry ဒီမှာကြာတယ်6ပရိတ်လည်းကြာတယ်ဟုတ်ပြီနော်ဒီဘက်မှာစစ်ကြည့်မယ်ဒီမှာ6လေးလုံးကြာတယ်အောက်မှာ6ပင်ကြာလာ1လုံး2လုံး3လုံးနော်3ခုကလည်းများတယ်ခုနပြောလို့ဒီမှာ6လေးလုံးကြာတယ်ဒီမှာစစ်ကြာလာ6ပင်မကြာဘူးဘာကြာလဲ9ခွ6ပရိတ်တွေကြာတယ်နော်6ပရိတ်တွေကြာတယ်ဒီအောက်မှာပဲစစ်တိုက်နော်ကျွန်တော်တို့ဒီမှာ6လေးလုံးစစ်ပြီးတော့ကြာတယ်6ပင်ကြာလာ4 6နော်ဒီမှာကြာပေးထားတယ်ဒါပဲသူကပြီးပြီပေါ့နော်ပြီးပြီဆိုတော့ကျွန်တော်တို့2025ကိုစစ်ပြီးတော့ကူလိုက်ရအောင်ဗျာနော်2025မှာကဘယ်နှပင်ကြာထားလဲဆိုတော့1 2 3 4 5ပင်ကြာထားတယ်နော်ဒီမှာ error အပြင်ပါလိမ့်မယ် error ကြရင်ကျွန်တော်ပြန်ပြီးတော့ပြောပေးမယ်ဒီမှာ6ကြာလာတဲ့အောက်မှာ6ပင်ကြာလာ1 2ပင်ကြာတယ်နော်ဒီမှာ6လေးလုံးကြာတယ်အောက်မှာ6ပင်ကြာလာ5 6နှစ်ဒီမှာ4လုံးစစ်ကြာတယ်နော်6ပင်ကြာလာတယ်ဒီဘက်မှာ6ပင်ကြာလာ1လုံး2လုံး3လုံးနော်ကြာတယ်ပြီးရင်ဒီဘက်မှာကြာလာတာရှိတယ်1 2 3 4နော်ဒီမှာလည်းကြာတာပေါ့နော်โอเคဒါဆိုရင်အောက်ကိုတစ်ချက်စစ်ကြည့်အောင်ဒီမှာလည်းကြာထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ6ကြာလာ6မကြာဘူးဘာကြာလဲ88ဗုဒ္ဓဟူးနေ့မှာပဲနော်ဗုဒ္ဓဟူးနေ့မှာပဲဗုဒ္ဓဟူးနေ့ကတကယ်လို့ကျွန်တော်တို့ကတော်တော်လေးတတိထားမဲ့နေ့ဖြစ်တယ်ပေါ့နော်နေ့ဖြစ်တယ်ဆိုတော့ဘယ်လိုပြောမလဲ6က8နှစ်ရက်မှာမကြာခဲ့ဘူးဆိုရင်ကျွန်တော်တို့နေ့မှာ6ပရိတ်ကိုကတော်တော်လေးထိုးတင်တယ်လို့ကျွန်တော်ကထင်တယ်3ပင်ရှိသွားပြီပေါ့နော်ဒါကျွန်တော်တို့စက်တိုက်တွေ့လာတာဆိုရင်နော်ဒါဆိုရင်နောက်တစ်ပင်ကိုစစ်ကြည့်ရအောင်နော်နောက်တစ်ပင်မှာဒီမှာ6လေးလုံးကြာတယ်ဒီအောက်မှာမကြာခင်ဒီမှာ error နော် error စောစောကပြောတဲ့ error ဆိုတော့ဒီမှာလာတွေ့တာသူကကျွန်တော်တို့ဘာကြာတော့လဲနှစ်ပရိတ်တွေကြာသွားတယ်6နှစ်လီ12ဆိုတော့ကျွန်တော်ကဒီလိုပဲယူဆတယ်နော်ယူဆတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ကတော့ဘယ်လိုယူဆလဲကျွန်တော်မပြောတတ်ဘူးဒီပြန်မှာတော့ error ပေါ့နော် error အနေနဲ့ပဲကျွန်တော်ထားလိုက်တော့မယ်တကယ်လို့မိတ်ဆွေတို့တွေ့တယ်ဆိုရင်လည်းစစ်ပြီးတော့ပြောကြည့်ပေါ့နော်โอเค26ကိုစစ်ပြီးတော့ကူးရအောင်ပေါ့နော်26မှာက2ပင်ကြာထားတယ်ကျွန်တော်တို့ဒီအပင်ရောဆိုရင်တော့စုစုပေါင်း3ပင်ပေါ့နော်
3ပင်ဒီမှာ6လေးလုံးကြားတယ်အောက်မှာ6ပိုင်ကြားလာ6 1 5 6ဒီမှာကြားတယ်နော်โอเคဒီမှာကျွန်တော်တို့6လေးလုံးကြားတယ်အောက်မှာပါကြားလဲ1 6နော်60ဒီလိုလေးကြားထားတယ်နော်โอเคဒါဆိုရင်ကျွန်တော်တို့အခုဒီအပင်ပေါ့နော်ဒီအပင်က6က4လုံးကျွန်တော်တို့ကြားသွားပြီနော်6 1 5 6 6 3 6 8နော်ဒီလို4ပင်ကြားသွားတာဖြစ်တဲ့အတွက်6ပိုင်နော်6ပိုင်ဒီ80ရာခိုင်နှုန်းအရင်မူနဲ့တော့ကျွန်တော်မတူတော့ဘူးပေါ့နော်โอเค6ပိုင်တကယ်လို့မကြခဲ့ဘူးဆိုရင်ကျွန်တော်6ပရိတ်နော်6ပရိတ်6ပရိတ်ကတော်တော်များများတော့အောင်တယ်ပေါ့နော်ဒါပေမဲ့6ပရိတ်ကတော့ကျွန်တော် percent နဲ့အနေနဲ့တွက်ပြီးတော့မပြပေးတော့ဘူးเนาะမပြပေးတော့ဘူးโอเคတကယ်လို့ဒီ6ပိုင်ကမလာခဲ့ဘူးဆိုရင်6ပရိတ်ဒီဘယ်နေ့မှထိုးရမလဲဗုဒ္ဓဟူးနေ့เนาะဟူးနေ့မှာ6ပရိတ်เนาะတကယ်လို့ဒီဟိုပါပေါ့เนาะတနင်္လာအင်္ဂါမှာ6ပိုင်ကြခဲ့တယ်ဆိုရင်တော့ထိုးเสียမလိုဘူးเนาะတကယ်လို့မကြခဲ့ဘူးဆိုရင်ဗုဒ္ဓဟူးနေ့မှာမနေ့ရောညနေရော6ပရိတ်ထိုးရမယ်ဟုတ်ပြီเนาะ6ပရိတ်ထိုးပါเนาะဒါတော့ဆိုရင်တော့အားလုံးပဲသိကြမယ်ထင်ပါတယ်เนาะကျွန်တော်လည်းအများကြီးသိပြီးတော့မပြောတတ်တာဖြစ်တဲ့အတွက်ဒီလောက်ပဲပေါ့เนาะအားလုံးပဲဒါဆိုရင်တော့အဆင်ပြေကောင်းပါစေဗျာเนาะအရင်ဘက်ကတော့ကျွန်တော်ဒီဟိုဟာထုတ်တဲ့တပတ်စာပေါ့เนาะတပတ်စာထုတ်တဲ့ကလေးကဟိုဟာပဲထွက်သွားတယ်ပေါ့เนาะကျွန်တော်တို့ပတ်တီပဲထွက်သွားတယ်အခွေကမထွက်ပေါ့เนาะဟိုအရင်ဘက်ကကျတော့ကျွန်တော်တို့အခွေကထွက်ပြီးတော့ပတ်တီကမထွက်ဘူးအမှန်တော့ကျွန်တော်တို့1-3နေ့ကပေါ့เนาะဒီနေ့က1နှစ်ထွက်ရမှာเนาะ1နှစ်ထွက်ရမှာသူတို့ဘယ်လိုညှက်သွားလဲတော့မပြောတတ်ဘူးကျွန်တော်တို့နောက်ဆုံးစစ်ကမှာ1-3ပြောင်းသွားတယ်ပေါ့เนาะโอเคဒါကတော့ကံပေါ့ဗျာเนาะကျွန်တော်လည်းမတက်နိုင်ဘူးသူတို့လောက်တာဆိုတော့ဗောနော်โอเคဒါဆိုရင်အားလုံးပဲအဆင်ပြေကံကောင်းပါစေဗျာနော်ဒါဆိုရင်6လေးလုံးကြားထားတာဖြစ်တဲ့အတွက်ဒါမူအသက်ပေါ့နော်မူအသက်ကျွန်တော်တို့6ပိုင်းကျွန်တော်တို့ဆက်ပြီးတော့ထိုးရမယ်ပေါ့နော်6ပိုင်းတနင်္လာအင်္ဂါတကယ်လို့6မထွက်ခဲ့ဘူးဆိုရင်ကျွန်တော်တို့ဗုဒ္ဓဟူးနေ့မှာဘာထိုးတင်လဲဆိုရင်6ပရိတ်ထိုးရမယ်နော်6ပရိတ်ထိုးရမယ်6ပရိတ်တွေကတော့ဘာလဲဆိုတော့အားလုံးလည်းဒါထိုးနေကြဆိုသိပါလိမ့်မယ်3ညကစပြီးတော့တွက်မယ်ဆိုရင်3ည6 1 5ကျွန်တော်2 4 3 3နော်ပြီးရင်4နှစ်ကျွန်တော်တို့5 1 6 3ည9 9 8 8နော်ကဏ္ဍနေပဲဖြစ်ပါတယ်နော်နေ့က6ပရိတ်ထိုးရမယ်ပေါ့နော်တကယ်လို့8နှစ်ရက်မထွက်ခဲ့ဘူးဆိုရင်ပြောတာပေါ့နော်ဆိုရင်အားလုံးပဲအဆင်ပြေကြမယ်ထင်ပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်လည်းဘယ်လိုပြောမလဲစာကြည့်နေရတာဖြစ်တဲ့အတွက်နေ့တိုင်းလေးမတင်နိုင်တာဖြစ်တဲ့အတွက်နောက်ပိုင်းတော့ကျွန်တော်ဒီစာမွေးပြီးသွားရင်တော့နေ့တက်လေးတွေပေါ့နော်အားလုံးတင်ပေးနိုင်အောင်စစ်ပြီးတော့ကြိုးစားပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျအဆင်ပြေကံကောင်းပါစေဒါဆိုရင်6လေးလုံးထွက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့6ပတ်တီးပတ်လို့ရပါတယ်နော်ကျွန်တော်စီကကတ်လာတောင်းခြင်းလဲတောင်းလို့ရပါတယ်6ပတ်တီးဒီကျွန်တော်တနင်္လာအင်္ဂါမထွက်ခဲ့ဘူးဆိုရင်ဗုဒ္ဓဟူးနေ့ဒီ6ပရိတ်အထွက်အများဆုံးဖြစ်တယ်ပေါ့နော်6ထွက်ပြီးသွားရင်ဟူးနေ့မှာ6ပရိတ်ကိုကျွန်တော်တို့ကလိုက်တင်တယ်နော်ဒါလေးကကျွန်တော် remind ပြန်ပြီးတော့လောက်တာပါအစားဆုံးကြည့်တဲ့မိတ်ဆွေတွေကတော့မလိုဘူးပေါ့နော်အားလုံးပဲအဆင်ပြေကောင်းပါစေဘိုင်ဘိုင်မှာ